အားလုံးပဲမင်္ဂလာညချမ်းလေးပါခင်ဗျာဒီကနေ့ညမှာတော့စာရေးဆရာကျော်မြတန်းရေးသားထားတဲ့မရိန်းသမားအဖိုးအိုဤဖျောက်ချက်ဆိုတဲ့တရက်ခရိုင်အတွင်းမှာဖြစ်ပွားခဲ့တဲ့ဖြစ်ရမှန်မှုခင်းဇာတ်လမ်းလေးတစ်ပုဒ်ကိုရွေးချယ်တင်ဆက်ပေးလိုက်ပါရခင်ဗျာအားလုံးပဲနားဆင်ခံစားကြည့်ကြပါအောင်ခင်ဗျာထိုအမှုကိုဖွင့်ဟဝန်ခံချက်ပေးခဲ့သူမှာအသက်64နှစ်အရွယ်ရှိဗဖြိုးမောက်အမည်ခံအကျဉ်းသားကြီးတဦးဖြစ်ပါတယ်။နေရာမှာတရက်အကျဉ်းထောင်ကျိုးတိုက်အတွင်းအိတ်ထောင်အသီးသီးမှအိတ်တန်းဆင်းလာကြတဲ့ကျွန်တော်တို့အကျဉ်းသားတစုသည်ရသမျှသောနေပူစာကိုလှုံရင်းရောက်တဲ့ရာရာများကိုပြော၍မိမိတို့ဘဝကိုကြံဖန်၍ပျော်ရွှင်အောင်ဖန်တီးနေကြစဉ်မနက်ခင်းလေညင်းတဲ့အတူထောင်ဘူးဝမှသတင်းတစ်ခုပြန့်လွင့်လာခဲ့ပါတယ်။ထိုသတင်းပြန့်လွင့်လာစဉ်ကဟဲအာအိုစတဲ့အာမေရိတ်တံများတောညံသွားခဲ့ပြီတဲ့ဟာအမှုကမှန်ရဲ့လားကွာလူကိုမုန်းလို့များနာမည်ပြအောင်လုပ်တာများလားရဲရွှေညံတော်စူးရောက်ပုံလွဲမလို့များအစွဲခံရတာလားဒီရွယ်ကြမှာမနေနိုင်တော့လဲကဲလွန်းနေရှင်လို့ဆိုရမလားဟိုနှစ်ဦးမျက်နှာကြိုက်ဆိုတာဒါမျိုးပေါ့ကွာဒီအဖိုးကြီးတော့အထက်ရောက်မှဘေးပေးလိုက်ရအောင်မယ်ဟေးဖြတ်တာပြစ်လိုက်ကွာတင်းကြိုင်မျက်စောင်းထိုးကလည်းမနေနိုင်အေးဒါကြောင့်လဲအမောင်တကအမောင်ထဲမှာအစိုးဆုံးအမောင်လို့စုံမစာတွေစိုးခဲ့ကြတာပေါ့စသဖြင့်တယောက်တစ်ပေါက်စိုးခြင်းဟာဆို၍ရောက်လာမဲ့အကျဉ်းသားကြီးကိုမျှော်နေကြပါတယ်မကြမီဆိုင်ရာထောင်မှုကအကျဉ်းသားကြီးကိုခေါ်ဆောင်လာပါတယ်သူ့ကိုမြင်လိုက်ရပြန်တော့လဲကျွန်တော်တို့အကျဉ်းသားများမှာအံ့ဩသွားရပြန်ပါတယ်သူ့ရဲ့ဥပဒေယုတ်ကသူကျူးလွန်ခဲ့ပါသည်ဆိုတဲ့ပြစ်မှုကိုပင်ဖုံးထားနိုင်အောင်စွမ်းသောကြောင့်ဖြစ်ပေတယ်ဖွေးဖြူနေတဲ့စပယ်များကိုတက်ရက်စွာစုစည်းထုံးဖွဲ့ထားတဲ့ရောင်တစောင်းနဲ့နှကမ်းမွေးကားကြီးကသူ့ရဲ့ခန့်ညားတဲ့မျက်နှာကိုပို၍အသက်ရည်တင့်စေပါတယ်ကိုလုံးကိုတွေကလည်းတောက်တင်းနဲ့သူ့ကြည့်ရသည်မှာခန့်ကျော်ကြီးချောတဲ့ဇက်မင်းသားကြီးပုံဟန်လိုမြင်မိပါတယ်ထောင်တွင်းသို့မရိမှုနဲ့ရောက်လာသူများကိုမုန်းတီးကြသဖြင့်ရိုက်နှက်လေရှိရာမရိမှုလူသက်မှုဖြင့်ရောက်လာတဲ့ဗဖြိုးမောက်ကိုဝိုင်းဘေးမှာဆိုးသဖြင့်အချုပ်ထောင်နဲ့မထားဘဲကျွန်တော်နေတဲ့ကျိုးတိုက်သို့ပို့ထားခဲ့ပါတယ်ဗဖြိုးမောက်သည်ဖျားတရားအလွန်ကြည်ညို၍နှုတ်နဲသူလည်းဖြစ်ပါတယ်ဒီနေ့စကား၄-၅ ခွန်းပဲပြောခဲ့ပါတယ်ထို့အပြင်သူ့ပေါ်ဆွဲထားတဲ့အမှုကြောင့်လည်းရှက်နေဟန်နောင်တရနေဟန်ရှိနေပါတယ်လူအများနဲ့ရောနောနေလိုဟန်မရှိပဲစိတ်ငြိမ်စွာနေလိုဟန်ရှိနေပါတယ်ကျွန်တော်ဒီအထူးတန်းရထားသူဖြစ်ရာရရှိတဲ့ထမင်းဟင်းကော်ဖီပေါင်မုတ်စသည်တို့အားဗဖြိုးမောက်အားဝေချမ်းကျွေးမွေးခဲ့သဖြင့်ကျွန်တော်ကိုအလွန်ခင်မင်နေပါတယ်2 လလောက်ကြာသွားတဲ့တနေ့သောနေ့လယ်တွင်ရင်နေတော့ရဲ့အတင်းနမူနဇာခဲ့သဖြင့်အဖြစ်ဆုံးကိုဤသို့ဖွင့်ဟဝန်ခံခဲ့ပါတယ်အေးအခုဗပြောမှာအမှန်နေပဲရဲကိုတော့မပြောသေးတဲ့အချက်တွေပါတယ်ဒါကြောင့်ရွာအမည်ကိုနည်းနည်းလွှဲရေးဖို့တော့ဗတောင်းပန်ပါတယ်ဘာတို့ရွာကတရက်ခရိုင်ထဲကဝယုံလဲဆိုတဲ့ရွာပဲရွာထဲမှာတော့ဘာတို့ဟာမျိုးရိုးစင်ဆက်ကစပြီးမကြောက်မကြနေခဲ့ရတဲ့ကြီးရတတ်တွေပေါ့ကွာဘာတို့မှာမွေးချင်းဆိုလို့2 ယောက်ရှိတာဘာအကိုဟာ12 နှစ်သားမှဆုံးသွားတော့ဘာတယောက်တည်းကြံခဲ့တာပေါ့ဘာအသက်22 နှစ်မှာအိမ်အောင်ပြုတ်ပြီး52 နှစ်မှာအိမ်သူဆုံးသွားတယ်သားသမီးလည်းမထွန်းကားခဲ့ဘူးဒီနောက်တော့အိမ်အောင်တစ်မထူပဲအေးချမ်းစွာပဲတရားဘာဝနာပွားများနေခဲ့တာပဲဘာတို့အိမ်က2 ထပ်အိမ်ကြီးပဲအောက်ထပ်မှာဘာရဲ့ဆွေမျိုးမကင်းတဲ့ကစရင်ငါလူယုံဖိုးဖြူတို့အိမ်အောင်နေကြတယ်အပေါ်ထပ်မှာတော့ဘာတယောက်တည်းနေတယ်ဖိုးဖြူတို့မှာသားသမီး9 ယောက်ရှိတယ်အခုဖြစ်တဲ့အမှုမှာပါတဲ့မဲမဲ့ဟာအကြီးဆုံးပဲဘာရဲ့ဝေယဝဆကိုသားသမီးကြီး3 ယောက်ကအလှဲ့တင့်တယ်လို့လှုပ်ပေးကြတယ်
မဲမဲ့ကဒိုင်ကန်ဆိုပါတော့မဲမဲ့ကိုတော့ဘာကလည်းကို့မြီးလေးလိုပဲတိတ်ချစ်ပါတယ်ဒါပြင်သူတို့မိသားစုကိုလည်းစရင်ငှားလို့သဘောမထားပဲဘာရဲ့ဆွေမျိုးရင်းချအိမ်အောင်စုလိုပဲသဘောထားတယ်ဒီလိုနဲ့တနေ့ညနေဆောင်မှာရွာပြင်ကိုအညောင်းပြေလမ်းလျှောက်ထွက်ရင်ဘာတို့ရွာအလွန်ကချောင်းခွေလေးကိုရောက်လာခဲ့တယ်ရွာနဲ့ချောင်းလေးရလဲအလှမ်းသားတရေတွင်နီးလောက်ရှိမယ်ဘာရောက်သွားတဲ့ချောင်းခွေကလေးဟာလူသွားလမ်းမကြတော့အသွားလာမရှိသလောက်ပဲထင်းခွေဟင်းရွက်ရှာသွားတဲ့သူတွေသာသွားလာလေရှိတယ်အဲ့ဒီနေရာရောက်သွားလို့လဲဒီဂျိုမွေတဲ့အမှုဖြစ်ရတာပေါ့ကွာဘာကတော့ဝိဘာကဝေါ့ကျွေးမကင်းလို့ဖြစ်တယ်လို့ပဲအောက်မိတာပဲအဲ့ဒီချောင်းခွေမှာဇီးတော်ကြီးတစ်ခုရှိတယ်ဇီးတော်ရောက်တော့ပြန်လှဲ့မလို့စိတ်အကူးသားခြေလန်းကတော့သွားလျက်ပဲဇီးတော်ကြီးလဲလွန်ရောသူ့ကိုတွေ့လိုက်ရတာပဲမဲမဲ့ပေါ့မဲမဲ့ကိုတွေ့ရတာကရိုးမဟုတ်ဘူးကွမိမွေးတိုင်းဖမွေးတိုင်းရေချိုးနေတာတွေ့ရတာကိုဘာလဲလို့ဆိုပြီးတော့ပြန်လှဲ့သေးတယ်စိတ်ကသာလှဲ့ရတယ်ခြေကတဲ့မရဘူးနောက်ဘာထမ်းမှအဲ့ဒီအချိန်ကရှိနေတဲ့စိတ်ဟာရိုးစိတ်မဟုတ်ဘူးစိတ်ရိုင်းစိတ်ရုပ်ပေါ့ကွာဘာမြည်လောက်ချစ်တဲ့မဲမဲ့မန်းလဲတိရက်နဲ့ချွန်းအောင်မရတဲ့ຢာကားစိတ်ကအနိုင်ယူသွားတယ်ထင်ပါကွာဘာလဲဘာကိုမစင်စားတတ်အောင်ပဲအိမ်သူဆုံးသွားကြတဲ့ကတရားဘာဝနာပွားများရေးတာလုပ်ခဲ့တာတဏှာပေမနဲ့ပတ်သက်လို့ဘာမှစိတ်မကူးခဲ့ဘူးပါဘူးဘလို့မဲမဲ့နာရောက်သွားမှမဆိုးနိုင်ဘူးဘာတတိကောင်းပြောင်းဝင်လာတော့မဲမဲ့ဟာချုံမွဲချငိုနေတာပဲတွေ့လိုက်ရတယ်ဘာလဲဘာကိုဘာရင်ထုမနာဖြစ်ပြီးဘာလို့ရမှန်းမသိဖြစ်နေတော့စိတ်ရိုင်းကထပ်ဝင်လာပြန်တယ်မဲမဲ့သာရွာပြန်ရောက်လို့ရွာကလူတွေကိုဒီအကြောင်းပြန်ပြောလိုက်ရင်တော့ငါခွေးလုံးဖြစ်ရတော့မယ်ငါ့ကိုရွာကလူတွေကဈေးပေါ်ကြောဘက်မလုပ်ပဲကျင်ကြတော့မယ်လို့အတွေးပေါက်ပြီးဘာမှပါလာတဲ့မကြီးသားဒုတ်ကောက်နဲ့မျက်စိမှိတ်ပြီးတအားလွှဲရိုက်လိုက်တာမဲမဲ့လဲအမလေးအဘရဲ့လို့អော်ပြီးလဲသွားတာပဲဘာလဲဘလူးစိတ်ဝင်နေတာကလားစမ်းကြည့်တော့အသက်ရှိသေးတယ်နောက်ထပ်လဲမျိုးကို၄-၅ချက်ရိုက်ပစ်လိုက်မှမဲမဲ့လဲကိစ္စချောတော့တယ်ဘာလဲအိမ်ပြန်ရောက်တော့ကတုံခရင်ကြီးဖြစ်ပြီးအဲ့ဒီတော့မှအလိုလိုမောနေတယ်အဲ့ရပေါ်လဲနေရင်ကအိပ်ပျော်သွားရမှဖိုးပြူခေါ်တန်ကြားမှာပဲနိုးတော့တယ်အိမ်ဝိုင်းထဲမှာလဲမီးတုပ်တွေနဲ့ဖိုးပြူမိန်းမလုံမကငိုကြီးချက်မနဲ့မဲမဲ့သေးပုံအကြောင်းစုံပြောပြတယ်ဘာလဲအိမ်တွေမပြတ်ပဲဒီလိုဆိုတကြီးကိုခေါ်ပြီးရဲဌာနသွားကြလို့ပြောလိုက်ရတယ်အဲ့ဒီအချိန်ကစပြီးဘာလဲနေမထိထိုင်မသာဖြစ်ပြီးစိတ်တွေလဲနောက်ကြည့်နေတော့တာပဲဘာကျူးလွန်ခဲ့တဲ့ပြစ်မှုကိုဝန်ခံလိုက်ဖို့အကြိမ်ကြိမ်ကြိုးစားခဲ့ပါတယ်ဘာထောင်ကြမှာမကြောက်ပါဘူးဒါပေမဲ့ဘာကိုတသက်လုံးကြီးညိုလာတဲ့ရွာသူရွာသားတွေရဲ့နှာခေါင်းရှုံမှာကိုပဲတွေးကြောက်ပြီးမဖော်ပဲနေခဲ့မိတယ်နောက်နေ့ညနေဆောင်မှာတော့ဌာနကရဲအုပ်တစ်ယောက်နဲ့ရဲသား3ယောက်ရွာကိုရောက်လာကြတယ်သူတို့ကိုလည်းဘာအိမ်ကကျေတော့တကြီးကဘာအိမ်မှာပဲနေရာချပေးတယ်ဘာလဲသူတို့မြင်လေကြောက်လေပေါ့လေအိမ်ကြီးမပြတ်အောင်တော့ကြိုးစားနေရတာပေါ့ရာဇိုးအုပ်မင်းလည်းဖြစ်ပွားရာကိုသွားကြည့်ပြီးဘာမှအစအနမကြံဘူးချောင်းတဲပြမှာကြံခဲ့တဲ့ခြေရာတွေကလည်းနောက်ထပ်ရွာသားတွေသွားတာနဲ့ရှုပ်နေတယ်အလောင်းဘေးမှာတော့ဒုတ်ထောက်ရာ4-5ခုတွေ့တယ်နွားကြောင်သားကင်လေးရှိတဲ့ဒုတ်ရာလို့ထင်ရတာပဲလို့ပြောပြီးအဲ့ဒီနေ့မှာရွာတွေကနမယ်ဆိုးရှိတဲ့လူငယ်တစုနဲ့နွားကြောင်သားတချို့ကိုခေါ်ပြီးစစ်တယ်နောက်နေ့မှာဓမလဲရွာကိုသွားပြီးစစ်ကြပြန်တယ်ဓမလဲရွာကဖြစ်ပွားရာနဲ့တရီတွင်းလောက်ပဲဝေးတာ ਉ
ဓမလေရွာကရာဇဝင်လူစိုးပေါ်ဖြူကိုခေါ်လာတာကလွဲလို့တိတ်မထူးကြပါဘူး။ဘာလဲတထိတ်ထိတ်တလန့်လန့်ပဲဖြစ်နေတယ်။ဘာရဲ့မျက်စိထဲမှာမဲမဲကဘဘကိုလက်ညှိုးထိုးထိုးပြနေတာမြင်နေရတယ်။တကြီးနဲ့ရာဇဝအုပ်မင်းတို့ပြောနေကြတာကတော့အမှုကသဲလွန်စားမကြံလို့လိုက်ရခတ်နေတာရဲ့ကြံခဲ့တဲ့ခြေရာတွေကလည်းရှုပ်ထွေးနေတော့ခြေရာဖမ်းမှုခတ်ဒုတ်ရာကိုပဲအားထားနေရတယ်။နောက်ဆုံးမဲမဲ့တက်တဲ့တရက်ခန့်မဲမဲ့ကိုပဲဖမ်းခိုင်းရမှာပဲလို့ပြောတန်ကြားရတယ်။နောက်နေ့မနက်မှာတော့ရာဇဝအုပ်မင်းကဒီနေ့ညနေဌာနကိုခိတ္တပြန်အောင်မယ်မပြန်ခင်ဖြစ်ပွားရာကိုသွားကြည့်အောင်မယ်ပြောပြီးတကြီးအိမ်ဘက်ထွက်သွားတယ်။ထမင်းစားချိန်လောက်ရောက်တော့တကြီးနဲ့ရာဇဝအုပ်မင်းပြန်လာဘာလဲမကောင်းတတ်တာနဲ့အမှုနဲ့ပတ်သက်ပြီးဘာများထူးသေးသလဲလို့မေးတော့ရာဇဝအုပ်မင်းကအမှုကတရက်ခန့်ပေါ်ဖို့တော့တေချာသလောက်ရှိနေပါပြီတရက်ခန့်ကိုမေးဖို့ပဲရှိပါတော့တယ်လို့ပြောတော့ဘာရင်နဲ့ထိတ်ခနဲ့ဖြစ်သွားတာပေါ့ပြောဆိုပဲရာဇဝအုပ်မင်းကသူ့ဘောင်းမီအိတ်ထဲလက်နှိုက်ပြီးတော့ပြန်ထုတ်လိုက်တော့စေးပင်လိတ်တို့ကလေးပါလာတယ်ပြည်မျိုးထုတ်ဘီသုံးလုံးစပယ်ရှယ်တစ်စိတ်ကတ်ထားတဲ့စေးပင်လိတ်တို့လေးပေါ့ဒီရွာမှာဘီသုံးလုံးစပယ်ရှယ်တောက်တာဘာတယောက်ပဲရှိတာကိုဒါနဲ့ရာဇဝအုပ်မင်းကဟောတာချောင်းအတက်မြတ်တော်တွေကဒီနေ့မနက်မှတွေ့ရတယ်ဒီစလိတ်မျိုးကတော့ဒီရွာမှာဘာဖြိုးမောက်တယောက်ပဲတောက်တော့ဒီကိစ္စမှာတရက်ခန့်ကိုဘာဖြိုးမောက်ပဲရှာပေးရမယ်လို့ပြောပါတယ်ဘာကလည်းအလိုလိုပေါ်ခြင်းနေတာဆိုတော့မကွယ်တော့ပါဘူးခေါင်းသာတစ်ချက်ညှိပ်ပြလိုက်ပြီးဒုတ်ကောက်ပါအပ်လိုက်ပါတယ်လောကုတ္တရာရေးနဲ့တွေးတော့ဘဝဝတ်ကြွေးကဒီနေ့ဒီချိန်မှာဒီလိုဖြစ်ရမယ်လို့ပါလာတော့မရှောင်သာဘူးပေါ့ဒါပေမဲ့လောကီရေးနဲ့တွေးတော့ဘာဟာအသက်ကြီးပြီးအချိန်မစည်းဘူးအသက်ကြီးသလောက်မိုက်တွင်းတတ်တယ်လို့ပြောကြတာပေါ့ကွာလို့သူ့ရဲ့ဖျောက်ချက်ကိုအဆုံးသတ်သွားပါတယ်နောက်3လလောက်ကြာတဲ့ဒီနေ့ကျွန်တော်ကိုထောင်ဘူးဝသို့ခေါ်သွားပြီးသူ့အပိုင်လေယာချောင်းမြောင်းတဲ့အတွင်းပစ္စည်းကြံအားလုံးကိုမဲမဲတို့မိသားစုကိုအပီးပိုင်လွှဲပေးဖို့ရှင်းနေတဲ့တကြီးလက်ထဲကိုစာချုပ်အပ်လိုက်ပါတယ်ဒီနောက်6လခန့်အကြာသူ့အမှုစစ်ဆေးနေစဲမှာပဲပြစ်မှုရဲ့ဒဏ်ခတ်ခြင်းလို့ဆိုရမယ်စိတ်ထောင်းကိုကြည်စားမွင်အိမ်မပြောရာကမမမကျန်းယောဂါဖိစီးလာကတေဆုံးသွားခဲ့ပါတယ်ကျိုးတိုင်းမှာလမ်းမြင်နေရတဲ့ကျိုးစင်ပေါ်တက်ဖို့တေချာနေတဲ့ဘာဖြိုးမောက်တယောက်တော့ကျိုးစင်နဲ့လွဲသွားလေပြီလို့တွေးရင်ဘာဖြိုးမောက်ဇက်လန်းကိုနှိကုံချုပ်လိုက်ရပါတော့တယ်1952ခုနှစ်တရက်ခရိုင်တွင်ဖြစ်ပွားခဲ့တဲ့မှုခင်းတရက်ရဲ့ဖျောက်ဆိုချက်ဖြစ်ပါတယ်ခင်ဗျာ